တာမန်အနေရထက်အစပေါင်းများစွာကြောက်စရာကောင်းတဲ့လူသားတံတားရဲတကောင်ဟာသူတို့စီကိုခြေတံတိတ်တိတ်နဲ့ဆင်းခတ်လာနေပြီဆိုတာပဲဖြစ်ပါတယ်1888ခုနှစ်လန်ဒန်မြို့ရဲ့ညတွေဟာဆိုရင်တာမန်ညတွေထပ်ပို့ပြီးတော့အေးဆက်ကမောင်မိုက်နေခဲ့ပါတယ်အထူးသဖြင့်အရှိတ်ဘက်ဆုံးက white chapel ရက်ကွက်မှာပေါ့စမှုတော်လန်ရေးရဲ့ရလက်အဖြစ်လူထုဟာလည်းပောက်ကွဲနေပြီးတော့စောက်အုံတွေကကြက်ညက်သိပ်တယ်လို့နေပါတယ်လမ်းတွေပေါ်မှာဆိုရင်မြင်းလဲဘိန်းတန်တွေအရမှုသမားတွေရဲ့ကြွေးကြော်တန်တွေနဲ့စင်ရမွဲတိမ်မှုရဲ့နင်းညူတန်တွေဟာလည်းဆူညံနေပါတယ်ဓာတ်ငွေ့မီးအိမ်တွေရဲ့မှင်ဖြော့ဖြော့အလင်းရောင်ဟာထူထပ်တဲ့မီးခိုးတွေမီးခိုးငွေ့တွေကိုမနှဲထိုးဖောက်နေရပြီးတော့လမ်းကြားတောက်တွေမှာတော့ကြောက်မက်ဖွယ်ရာအရေးမဲကြီးတွေဟာကခုန်နေတဲ့အထင်ရစေပါတယ်ဒီလိုမျိုးလေးချက်ကင်းမဲ့နေတဲ့ပတ်ဝန်းကျင်မှာရှင်သန်နေရတဲ့အမျိုးသမီးအများအပြားဟာသူတို့ရဲ့တနေ့တာအစာတနက်အတွက်သူတို့ရဲ့ခန္ဓာကိုယ်ကိုရင်းနှီးရောင်းချနေရပါတယ်သူတို့အတွက်ညဆိုတာဟာအန္တရာယ်တွေဝိုင်းနေတဲ့အချိန်ပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့မသိခဲ့တာကတော့အဲ့ဒီညတွေဟာတာမန်အန္တရာယ်ထက်အစပေါင်းများစွာကြောက်စရာကောင်းတဲ့လူသားတံတားရဲတကောင်ဟာသူတို့စီကိုခြေတံတိတ်တိတ်နဲ့ဆင်းခတ်လာနေပြီဆိုတာပဲဖြစ်ပါတယ်လူသက်မှုတွေဟာရက်ဆက်ကြမ်းကြုတ်ရုပ်သားမကလူသက်သမားရဲ့စိတ်နေသဘောထားကိုပါထင်ဟပ်စေခဲ့ပါတယ်လူသက်သမားဟာဆိုရင်တားကောင်တွေကိုအလစ်ငိုက်တိုက်ခိုက်ပြီးတော့လေဘင်းကိုခြုံထက်တဲ့ဓာတ်ရှည်တစ်ချောင်းနဲ့နှက်ဆိုင်စွာလှိဖြတ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ရက်ဆက်မှုကအဲ့ဒီမှာပဲမရက်တန့်ခဲ့ပါဘူးတားကောင်တွေတိတ်ဆုံးပြီးနောက်မှာသူတို့ရဲ့ခန္ဓာကိုယ်ကိုထပ်မံရက်ဆက်စွာခွဲစိတ်ခဲ့ပါတယ်ဩဂတ်လ31ရက်နေ့မနက်အစောပိုင်းမှာ Mary Ann Nicole ဆိုတဲ့သူမရဲ့အလောင်းကိုလမ်းကြားတစ်ခုမှာတွေ့ခဲ့ရပါတယ်။လယ်ဘေးမှာဆိုလို့ရှိရင်ဓာတ်တံရနှစ်ချက်နဲ့အတူ1 byte ကိုလည်းဆူဆူဝါဝါခွဲစိတ်ဖြတ်တောက်ခံထားရပါတယ်။ဒါဟာ White Chapel ကိုထိတ်လန့်စေခဲ့တဲ့ပထမဆုံးအချက်ပေးခေါင်းလောက်တံပဲဖြစ်ပါတယ်။စက်တင်ဘာလ10ရက်နေ့မှာတော့ Annie Chapman လို့ခေါ်တဲ့လူရဲ့အလောင်းကိုအိမ်တစ်လုံးရဲ့နောက်ဖေးမှာတွေ့ခဲ့ရပါတယ်။သူမရဲ့တအိမ်ကိုတေတေတက်တက်ခွဲစိတ်ထုတ်ယူသွားခဲ့တယ်။ဒီဖြစ်ရဟာဆိုလို့ရှိရင်လူသက်သမားဟာလူခန္ဓာဗေဒကိုကြမ်းကျင်တဲ့သူဥပမာဆရာဝန်ဒါမှမဟုတ်တာသက်သမားတူဖြစ်နိုင်ကြောင်းကိုရဲတပ်ဖွဲ့ကစတင်တန်တရားဝင်စီခဲ့ပါတယ်။စက်တင်ဘာ30ရက်နေ့ညဟာကြောက်မက်ဖွယ်ရာအကောင်းဆုံးညတစ်ညဖြစ်ခဲ့တယ်။အဲ့ဒီညမှာဆိုလို့ရှိရင်လူသက်သမားဟာလူသက်မှုနှစ်ခုကိုအချိန်တိုအတွင်းမှာကျူးလွန်ခဲ့တယ်။ပထမဦးဆုံး Elizabeth Strike လို့ခေါ်တဲ့သူကိုတတ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလူသက်သမားဟာအနှောက်အယှက်တစ်ခုခုကြောင့်သူမရဲ့ခန္ဓာကိုယ်ကိုဆက်လက်မဖြတ်စည်းနိုင်ခဲ့ပဲထွက်ပြေးသွားခဲ့ပုံရတယ်။ဒါပေမဲ့သူဟာအဲ့ဒီညမှာပဲသူ့ရဲ့သွေးဆောင်မှုကိုမရက်တန့်ခဲ့ဘူး။တနာရီမပြည့်ခင်မှာပဲ Catherine Eddowes လို့ခေါ်တဲ့ကောင်မလေးကိုတပ်ဖြတ်ပြီးတော့သူမရဲ့ဘယ်ဘက်ကြောက်ကနဲ့တဲ့အိမ်တစ်စိတ်တစ်ပိုင်းကိုခွဲစိတ်ယူဆောင်သွားခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့လူသက်မှုတစ်ခုဟာဆိုလို့ရှိရင်တော့အားလုံးထဲမှာအဆိုးရွားဆုံးနဲ့အကြမ်းကြုတ်ဆုံးပဲဖြစ်တယ်။တခြားသားကောင်တွေလိုလမ်းပေါ်မှာမဟုတ်ဘဲနဲ့ Mary ဟာသူမရဲ့အခန်းကျင်းလေးထဲမှာပဲအသက်ခံခဲ့ရတာဖြစ်တယ်။လူသက်သမားဟာဆိုလို့ရှိရင်တော့အချိန်အကြာကြီးယူပြီးတော့သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြောက်မက်ဖွယ်ရာပုံစံဖြစ်အောင်ဖျက်ဆီးခဲ့ပါတယ်။အခန်းထဲကိုရဲတွေဝင်ရောက်လာချိန်မှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းဟာဆိုလို့ရှိရင်တော့စကလုံးတွေနဲ့ဖော်ပြဖို့တော့ခက်ခဲလောက်အောင်ဆိုးဝါးလွန်ခဲ့ပါတယ်။လူထုကထိတ်လန့်နေခဲ့ပြီးတော့ရဲတပ်ဖွဲ့ကလည်းမျက်စိတငယ်နားတငယ်ဖြစ်နေတဲ့အချိန်မှာပဲလူသက်သမားစီယာလို့ယူဆရတဲ့စာတွေဟာသတင်းစာတိုက်တွေနဲ့ရဲစခန်းတွေကိုရောက်လာခဲ့ပါတယ်။စက်တင်ဘာလ28ရက်နေ့မှာ Central News Agency ကိုရောက်လာတဲ့ Dear Boss လို့ခေါ်တဲ့စာတစ်စောင်ဟာဆိုလို့ရှိရင်တော့အကြော်ကြားဆုံးပဲဖြစ်တယ်။စာရေးသူဟာသူ့ရဲ့လူသက်မှုတွေအတွက်ဂုဏ်ယူနေကြောင်းနဲ့ရဲတွေကိုလည်းလှောင်ပြောင်ထားပါတယ်။ဒီစာရဲ့အဆုံးမှာဆိုလို့ရှိရင်တော့သူ့ကိုသူ Jack the Ripper လို့ပထမအဆုံးချိန်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီနာမည်ဟာဆိုလို့ရှိရင်တော့တမိုင်းမှာမေးဖြောက်လို့မရတဲ့နာမည်ဆိုတစ်ခုဖြစ်လာခဲ့ပါတယ်။အောက်တိုဘာလ16ရက်နေ့မှာတော့ White Chapel Vigilance Committee ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ George Leslie ကိုပါဆယ်တစ်ခုရောက်လာပါတယ်။အထဲမှာတော့လူရဲ့ကြောက်ကတစ်ချမ်းနဲ့အတူစာတစ်စောင်မှာပါလာတယ်။စာထဲမှာဆိုလို့ရှိရင်တော့ငရဲပုံမှာလူကောင်းစင်တက်ထားပြီးတော့ဒီကြောက်ကဟာ Catherine Eddowes ကယူထားခဲ့တဲ့ကြောက်ကရဲ့ကျန်တဲ့တစ်ချမ်းဖြစ်ကြောင်းနဲ့သူဟာအဲ့ဒီကြောက်ကကိုကြော်စားခဲ့ကြောင်းလည်းရေးသားထားပါတယ်။ဒီစာဟာဆိုလို့ရှိရင်တော့လူသက်သမားရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကိုအထင်ရှားဆုံးပြသခဲ့ပါတယ်။ Scotland Yard လို့ခေါ်တဲ့ရဲတပ်ဖွဲ့ဟာဆိုလို့ရှိရင်တော့တမိုင်းတစ်လျှောက်အကြီးမားဆုံးလူသက်မှုစုံစမ်းရေးတွေကတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ရဲအင်အားထောင်ပေါင်းများစွာဟာဆိုရင် White Chapel ရဲ့လမ်းတွေပေါ်မှာကင်းလှည့်ခဲ့ကြတယ်။အိမ်ပေါင်းများစွာကိုတအိမ်တက်တအိမ်စဉ်စစ်ဆေးခဲ့ပြီးတော့လူပေါင်း2000ကျော်ကိုလည်းစစ်ဆေးမြင်းမြန်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ရဲ့နီးပညာအကန့်အသတ်တွေကြောင့်သူတို့မှာအခက်အခဲတွေအများကြီးရှိခဲ့တယ်။လက်ဝတ်ရစနစ်ကလည်းမရှိသေးဘူး။ DNA စစ်ဆေးမှုဆိုတာလည်းအဝေးကြီးပဲ။ဒီမှုကင်းစိတ်ပညာကလည်းအစပြောနေတော့မှရှိသေးတယ်။လူသက်သမား
ဆိုရင်မြို့နေတွေမှာပဲပျောက်ကွယ်သွားသလိုတသက်အထောက်ထားမဲ့စွာလွတ်မြောက်နေခဲ့ပါတယ်။ရာစုနှစ်တစ်ခုကျော်ကြာတဲ့အထိတန်တရားရှိသူပေါင်း100ကျော်စည်ရင်းထွက်ခဲ့ပြင်မယ်ဘသူမှတကယ်တရခန့်အစစ်လို့အတိအကျသက်သေမပြနိုင်ခဲ့ပါဘူး။ခေတ်သစ် DNA နည်းပညာနဲ့စစ်ဆေးမှုတွေအရာပိုလန်နယ်ဖွာစန်သားဆရာဖြစ်တဲ့အာရွန်ကော့စမစ်စကီဟာဆိုလို့ရှိရင်တော့တရခန့်ဖြစ်နိုင်ခြင်းအများဆုံးလို့ယူဆမှုတွေရှိလာခဲ့ပေမဲ့ဒီစစ်ဆေးမှုတွေရဲ့တိကျမှုတွေကိုတော့ပညာရှင်တွေကြားထဲမှာအငင်းပွားနေကြဆဲဖြစ်ပါတယ်။ Mary Jane Kelly ရဲ့လူသက်မှုအပြီးမှာတော့ Jack the Ripper ရဲ့ကြောက်မက်ဖွယ်ရာလူသက်မှုတွေဟာလည်းရုတ်တရက်ရပ်တန့်သွားခဲ့တယ်။သူကဘာဖြစ်သွားတာလဲတေဆုံးသွားတာလားထောင်ကျသွားတာလားဒါမှမဟုတ်ရင်တခြားနိုင်ငံကိုထွက်ပြေးသွားတာလားဆိုတာကိုလည်းဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ Jack the Ripper ဟာလူ9ဦးကိုတပ်ဖြတ်ခဲ့တဲ့ psychopath တစ်ယောက်မဟုတ်ဘဲနဲ့သူဟာလူအဖွဲ့အစည်းရဲ့အမှောင်မိုက်ဆုံးအချမ်းကိုကိုစားပြုတဲ့လူတွေရဲ့စိတ်ထဲကကြောက်ရွံ့မှုကိုပုံဖော်ပေးလိုက်တဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့မဖော်ထုတ်နိုင်သေးတဲ့လှုပ်ဝက်ချက်တွေကြောင့်ပဲဒီဇလန်ဟာဒီနေ့ခေတ်ထိလူတွေကိုဆက်လက်ဆွဲဆောင်ထားနိုင်ခဲ့ပြီးတော့တမိုင်းရဲ့အမှောင်ဆုံးနဲ့အဖြေရှာမရနိုင်ဆုံးပဟေဒီကြီးတစ်ခုအဖြစ်ထာဝရတရှိနေတာဖြစ်ပါတယ်။ယခုဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe နဲ့ follow လေးလုပ်သွားခဲ့ပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။